မာရယခံကစားစောရံစိတ်စမနိသသစ္စကံနာကံပကံစီနောစီနီဟောတုမေဇယမင်္ဂလံဇီနောအောင်မူရကတို့ဤအထွတ်တမုတ်ဥဆောင်အခေါင်ဖုံးမြတ်မြတ်ဖရာသည်မာရိစာဂိရိမေခလာဆင်းရဏကိုလျင်စွာတက်စီပလင်နီဝဲလေကြီးမိုးကြီးပြဘူးမိနှင့်မောင်ကြီးတရောင်တလှမကျွန်းပြခခွန်လျက်အချင်းသိဒ္ဓပလင်မြတ်မှအမြန်ထလောစိမြညိုလွင်မောရီပင်နှင့်ပလင်တော်ကထင်အရှာပင်သင်္ကာမဆိုင်ငါတော်ပိုက်ဟုစွဲကိုင်းလက်နဲ့ရက်စင်မဲ့ဖြင့်အောင်ထဲဝရန်သောညာအောင်အတောင်ဟေကျွေးမရင်ကြည်သည်ယံဘေတသိမာနမင်းကို၎င်းယခိစာဓမ္မိုလှမိုးမိကြီးမိုးကိုရွာဖြိုးသုံးချရမိကြသို့ဒေါသပြင်းထန်ငါပိမှန်မှအမြန်ထွက်သွားနှင်ရအာသည်တရားကင်ကွာအလာဝကတေဇထံပြင်းဘလူမင်းကို၎င်းကစီစာအစွဲထဲချွန်ရဲ့မွန်လည်းရဲ့အလုံးဆိုညစ်အမုံရ၍ရှင်จิตလင်သုံးလူမင်းကိုအတင်းအကြဝိညာဉ်ပြောင်းထိုးသအငါရှေရှုလာသည်နာလာဂီရီတောင်ရှိနီနီဆင်ပြောင်ကြီးကို၎င်းစောရေစာတဟုံဒီဖြင့်ခရီးဝေကွာသုံးယူဇနာကိုလက်ရင်စွာပြည့်စွမ်းတော်မြိန်နှံကလူဖောင်းလက်ဖြတ်သေုံသတ်၍နန်းရကကြောမွေးမဲ့တော်ကိုမြင်းသောစိုက်စိုက်ထားဖြင့်လိုက်၍မကိုက်ထွတ်တင်သုံးလူရှင်ကိုအသင်ရှောင်ဝေးဘဲကြောင့်ပြေဟုဒါရီပြကသတ်မိလာသည်လုံးစွာဆိုပြီးအင်္ဂုလိခေါ်တခိုးကြောကို၎င်းစိတ်စမနိစ္စအလုံးကောက်ကြည့်ဒိဋ္ဌိညစ်တို့အပြစ်ရှာကြောင်းမကောင်းဟုညာဖြင့်စီမံဆုံးမြတ်စေလွတ်လပ်၍ပရိသတ်ထဲအရှက်ကွဲအောင်ဆွဆွဲရစွာစိတ်စမဟုပညာခေါ်ထုံမိမ့်မယုတ်ကို၎င်းသစ္စကိစ္စမစင်မဖြူဒိဋ္ဌိယူဖြင့်မြည်သူကိုမျှမချပဲဝါဒချင်းပြိုင်သူကနိုင်အောင်အနိုင်လွှမ်းမိုးအယူဆိုသည်ဒိဋ္ဌိမျိုးမိုက်သစ္စကပရဝိုက်ကို၎င်းနာဂိစာဒေါသလွှမ်းမိုးမြဲဆောင်ထိုးကအယိုးကြည်မွမွဲပြကြအောင်တေဇထံပြင်းနန္ဒောပနန္ဒနဂမင်းကို၎င်းဘကိစာညမြင်ကင်းကွာအတ္တသာဟုမိစ္ဆာလွှမ်းမိုးအယူဆိုသည်တခိုးအယောင်ထိန်ပြောင်ကြီးညီဘကအမည်ရှိတဲ့မြမကြီးကို၎င်းအဇီနီဒိဋ္ဌိကိုချဒေါသကိုပဲမန်းစွဲကိုချိုးသရာပြုတ်လျက်ရှေ့ခိုးတုတ်ကွာပြပြကြအောင်ဆုံးမသွန်သင်အောင်ဝဲဝင်တော်မူလေပြီဧတေနသစ္စာဝိဇေနထိုသို့ဘုရားရှင်ဤမြတ်ရှင်ဖုံဖုံကျေးဇူးကုန်ကိုကြည်ယုံမယွင်းနှလုံးသွင်းလျက်အောင်ခြင်းရှိချက်ဂုဏ်တော်နဲ့ကိုနှုတ်မြဖွာကြားဆိုလိုက်ရတဲ့သစ္စာစကားကြောင့်မေတ္တိတော်အားဇယမင်္ဂလံ
နှစ်ဖြာတွင်းပြင်ဖေးရန်စင်လျက်လိုအင်းဆန္ဒဟူသမျှသည်ပြေဝဆုံးစွာဆုံးတော်ရာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုရတနာအောင်မြင်ခြင်းအဖျားပြသည်ဟောတုစင်စစ်မသွေဖြည့်ကြည်ဖြစ်ပါစေတည်း